ကျွန်တော် S&P trader တိုင်းတိကိုတည်ထားမယ် liquidation တစ်ခုရှိတယ်အဲ့ဒါက inducement liquidation ဆိုတော့ကျွန်တော်ဒီနေ့ inducement liquidation ကဘာကြောင့်ဖြစ်တာလဲဘယ်လိုအသုံးပြုမလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကတော့ Excel ပါဆိုတော့inducement liquidation ဆိုတဲ့အဓိပ္ပာယ်အလွယ်နည်းပြောရမယ်ဆိုရင်လက်ရှိရောက်နေတဲ့ price ကဒီနားမှာဆိုရင် uptrend မှာနော် uptrend မှာလက်ရှိရောက်နေတဲ့ price ကဒီနားမှာဆိုရင်ကျွန်တော်တို့က previous swing low ကို inducement liquidation လို့ခေါ်တယ်ဒါက uptrend အတွက် downtrend အတွက်ဆိုရင်ကျွန်တော်တို့လက်ရှိရောက်နေတဲ့ price ရဲ့ previous swing high ကို inducement liquidation လို့ခေါ်တယ်အလွယ်နည်းမှတ်ကမယ်ဆိုရင်လက်ရှိရောက်နေတဲ့ price ရဲ့ previous swing low previous swing high တွေကိုကျွန်တော် inducement liquidation လို့ခေါ်တယ်ဆိုတော့ inducement liquidation ကဘာကြောင့်ဖြစ်တာလဲ Asian နိုင်ငံကတကယ်ကို market က aggressively move တော့မဲ့အခါမျိုးကြရင်ကျွန်တော်တို့ liquidation မရှိဘူးပေါ့နော် liquidation မရှိဘူးသူတို့စားဖို့အတွက် liquidation မရှိဘူးဆိုရင်ဘယ်လိုဘာဆင်းလုပ်လဲဆိုတော့ကျွန်တော် inducement liquidation ကိုစဉ်းစားတယ်နော်ဒီအချိန်မှာ retail trader တွေကဘယ်လိုမြင်လဲဆိုတော့ break off ဖြစ်သွားတယ်character change သွားတယ်လို့အထင်နဲ့လိုက်ပြီးတော့ short ကြတယ်ပေါ့နော်sell position တွေဝင်ကြတယ်ပေါ့အဲ့ဒီအချိန်မှာတကယ်ကို Asian နိုင်ငံက aggressively market ကိုအပေါ်ထပ်ပြီးတော့ punch တင်နေနော်ဒါကိုကျွန်တော် inducement liquidation လို့ခေါ်တယ်ဆိုတော့inducement liquidation ကကျွန်တော်ဘယ်လိုအချိန်ဒီမှာသုံးပါလဲဆိုတော့ဆိုကြပါစို့ကျွန်တော် P1 တစ်ခုကိုရောက်လာတယ်market ကတက်လာတယ်နော်ပြီးတော့ character change သွားတယ် okay ဒီအချိန်မှာကျွန်တော်တို့ကဆက်ပြီးတော့တကယ်ကို aggressively move တော့မဲ့အခါမျိုးကြရင် liquidation မလောက်ရင်ဘာလုပ်လဲကျွန်တော် inducement liquidation စားတာကိုစောင့် okay character change သွားတယ်ပြီးတော့ break out ဖြစ်တယ်နော်ဒီမှာ break out structure နောက်တစ်ခေါက်ထပ်ဖြစ်တယ် trend ကနေပြီးတော့ down trend ပြောင်းမှာဆိုတဲ့အတွက်ဘာလုပ်မှာလဲဆိုတော့ short position ဝင်မှာเนาะအဲ့ဒီအချိန်မှာကျွန်တော်ဘာ liquidation ကိုစောင့်မှာလဲဆိုတော့အနည်းဆုံးတော့ကျွန်တော် inducement liquidation စားအောင်စားထားရမယ်เนาะဆိုတော့လက်ရှိရောက်နေတဲ့ price ကဒီနားမှာဆိုရင်ကျွန်တော်ကလက်ရှိရောက်နေတဲ့ price ရဲ့ previous swing high ကို inducement liquidation လို့ကျွန်တော်ပြောထားတယ်ဆိုတော့ဒီကောင့်ကိုတကယ်ကိုစားပြီးတော့မှတာနီဆိုကြပါစို့ကျွန်တော်တို့က1 minute ပဲဖြစ်ဖြစ်3 minute ပဲဖြစ်ဖြစ်5 minute ပဲဖြစ်ဖြစ် P1 တစ်ခုခုကနေပြီးတော့ကျွန်တော်က sell position ကို aggressively move မှာဖြစ်တယ်ဆိုတော့SMC ရဲ့ simple အဖြစ်ဆုံး entry model တစ်မျိုးလို့ပြောရင်လည်းမမှားဘူးဆိုတော့ inducement liquidation ဆိုတဲ့အဓိပ္ပာယ်ကလက်ရှိရောက်နေတဲ့ price က previous swing high previous swing low တွေကိုကျွန်တော် inducement liquidation လို့ခေါ်တယ်။ဘာကြောင့်ဖြစ်တာလဲဆိုတာလေးကျွန်တော်အသေးသေးရှင်းပြသွားတယ်ဆိုတော့နောက်ထပ်ဗီဒီယိုမှာတော့ကျွန်တော် session liquidation တွေ previous day high previous day low liquidation တွေကိုအသေးသေးချက်ပြီးတော့ knowledge sharing လုပ်ပြီးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တော့ Excel ပါကျွန်တော်အခု sharing လုပ်ပေးခဲ့တဲ့ SMC Master Program ရဲ့ video တွေကိုကျွန်တော်တစုစီရဲ့ကြည့်လို့ရအောင်လို့Telegram မှာ channel လေးတစ်ခုလုပ်ပေးထားရပါတော့ဆိုတော့ဒီ channel မှာ video တွေတစုစီရဲ့ကြည့်လို့ရမယ်ပြီးတော့ကျွန်တော်ဒီ SMC သမားအချင်းချင်းdiscussion လုပ်လို့ရတဲ့ channel လေးခွဲပေးထားတယ်ပေါ့နော်ပြီးတော့ကျွန်တော်စီမှာ Moonbase နဲ့ Moonbase Plus ဆိုပြီးတော့ community နှစ်ခုရှိသေးရပေါ့နော်ဆိုတော့ Moonbase မှာတော့ကျွန်တော်ရဲ့ trade setup တွေကို recap လုပ်တာမျိုးတွေပြီးတော့ကျွန်တော်ဒီ live market မှာဝင်ခဲ့တဲ့ trade setup တွေကို sharing လုပ်ပေးတာမျိုးတွေနဲ့ knowledge sharing post တွေကိုရေးပေးနေပါတယ် Moonbase Plus ကတော့ကျွန်တော်ရဲ့ 101 premium membership program ဖြစ်ပြီးတော့ဒီ program အကြောင်းကိုအသေးသေးလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဒီ website ကနေပြီးတော့အသေးသေးလေ့လာလို့ရပါတယ်ပြီးတော့ကျွန်တော်သင်တန်းနေလည်းလာပြီးတော့တက်လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက် video မှာပြန်လည်ဆုံတွေ့ကြတာပေါ့